할렐루야. 피하신 나마로 휴즈가 침망하래. 저너로 두 미세스야 무럭으로 테마래. 너 바티오스 아니로와 마시게 피파 우바냐. 땡로 우바루. 두 동일이 만나지 않고 역사이고 저는 이블링와니 왜 맹가라로 저는 공수를 바래. 저는 남배가로 그렇게 하면 뱅크 바래. 너ဒီအသင်းတော်မှာဒီအသင်းတော်ရဲ့လောင်ထောင်းကိုကြည့်ပြီးတော့ကျွန်တော်နှုံးသားလေးမှာလူထားမှုဖြစ်လာခဲ့တယ်။အဲဒါကြောင့်ကျွန်တော်ဘုရားဆရာကျွန်တော်လည်းချစ်ဆက်လုပ်တဲ့အခါကျဘုန်းတော်တို့ခါကြတော့ဝမ်းလေးတာတယ်။ဘုရားကိုကျွန်တော်ဆုတောင်းတယ်ကိုတော့အဲ့ဒီအသင်းတော်ကိုတော့ဘာတွေပြောနေချင်တာလဲဆုတောင်းတဲ့အခါမှာအဲ့မှာဘုရားရှင်ကကျဆင်းဒီချင်းသိလို့ဆိုတော့မရှင်ဘက်မှာစိတ်အားထက်သန်မှုစိတ်အားထက်သန်တဲ့အသင်းတော်တို့သူရတော့ကအဲ့လိုအတိတ်ပဲရတယ်ဆိုတော့ကျွန်တော်လည်းမရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ကြီးစုပြုပြီးတော့တော့ဒီတယောက်နဲ့တယောက်ကထုံးကလည်းပြောလို့မရဆိုတော့ဒီမစ်ကွန်နဲ့စာဖို့ရင်းနဲ့ပဲချိတ်ရတာဆိုတော့ကျွန်တော်ဒီဘူတင်မှာကြည့်လိုက်ပါဒီတရားဟောကောင်းတဲ့ကခရစ်တော်မဟာစေတရဲ့တတိယမြင်းဆိုတာညီးပြရမှာနော်ညီးဒါညတ်တက်နဲ့ငါကမှားတာလေးကိုဘာလို့ဖြစ်ယေရှုနာမနဲ့ခွင့်လို့ကြပါလို့ကျွန်တော်ရှုဆိုတာပြောကြလို့ပါတယ်ဟာလေလုယာခဏကြည့်လို့ချင်းမစတော့နော်ကောင်းကင်ရဲ့ဒီကြီးစัจ java လာခုံဖန်သင်ပိုင်တာဟုဆိုတော်မူ၍လူမျိုးတကာတို့ကိုချစ်တော်မူသောမြတ်တော်ရှင်ဖထာဝရမြတ်တော်ဖျားရှင်ဒါဖျားကြည့်တော်ကြောင့်တညတာကောင်းစွာအိပ်ဆက်ခြင်းတဲ့သူဒီနေ့သခင်ဖျားရှင်ပြန်ထိုင်လို့တဲ့တန်ရှင်းသောဥတော်နေ့မှာလဲမထိုက်ကံတော်ကြလို့ပေါ့လို့ဒီနေ့ဒီကလေးမျိုးကျဆင်းအတင်းတော်ပါလေအခုဒီတကလာကိုရိုင်းအသက်ရှင်တဲ့နှုတ်ဘတ်တော်ကိုဝေမျှတဲ့ပြင်ဆင်ပေးတော်မူသောကြောင့်အဖဖျားနာတော်ချီးမွမ်းပါတယ်ကိုရောကြည်သူတင်မှာပေါ့ဒီနေ့ဒါကျွန်တော်ဝေမျှတဲ့နှုတ်ဘတ်တော်အဖြစ်ဒီမှာရှိတဲ့အရာနဲ့အသက်တာဒီဆောက်စရာဖြစ်စီတော်မူပါဒါကျွန်တော်မျိုးနှုတ်ရှာပါဇက်ကိုပြည့်ကိုပြီးပြီးကလာအောက်အသုံးပြုတော်မူပါဒီချိန်တိုင်းတော်တွဲမှာတာစီဟာတာနှောက်ရှက်တတ်တဲ့စာရန်စုဝင်ကြီးဆိုအမိနုကိုလည်းယေရှုနာမနဲ့ချီအောင်ပဲရှားပါတယ်ဒီစီစဉ်အစလည်းဆုံးတန်ရှင်းတော်မူတော်ဖျားလမ်းပြတ်ကပို့ဆောင်ကောင်းကြီးပြပါမိအကြောင်းကျေးဇူးတော်ပေါင်းကြီးပဲချီးမွမ်းလျက်ခရစ်တော်၏နာမတော်မြတ်၌အချိန်များကိုလက်တော်ဆက်ကပ်အနာဆုတောင်းလျက်ဤဒေသနာတော်ကိုအစပြုကြပါ၏အဖထာဝရမြတ်တော်ဖျားရှင်အာမင်တခါတောင်းတော်ရွာမှာနော်အမတန်မှအုံနောက်ချက်ကိုညာကောင်းတဲ့ချင်းယူသားတယောက်ရှိတယ်။သူကဘာလဲဆိုတော့အချို့ကမူရစီဝါတွေနဲ့ဖြတ်ထိုးညာတယ်မလို့စီဝါရှာ။သူကတော့ဘာပဲဖြစ်ဖြစ်ဖះသားသမီးယုံကြည်သူတို့ဆိုတော့ဖះမကြိတ်တဲ့အရာတော့မလုပ်ချင်ဘူး။ဖះမကြိတ်တဲ့နဲ့လုပ်တဲ့အရာနဲ့မိသားစုမကျွေးမွေးချင်ဘူး။ဘာပဲဖြစ်သူကယူသားတဲ့အလုံငန်းတစ်ခုနဲ့မိသားစုတမွေးဝါကြောင့်ပြုနေတယ်ဆိုသူကကြည်ရွယ်ပြီးတော့ဘောနော်။သူရဲ့တောင်းလာတွေကိုစွန့်ပြီးတော့သူအောက်ပြေအောက်ရွာသွားပြီးတော့သူငါချောက်မပြီးလို့တော့ရောက်မှာပေါက်ကားဖို့အကြံရှိတယ်နေတာသူလည်းသူသတိနဲ့တိုင်ပြီးလို့တော့အဲ့မှာသူအောက်ရောက်သွားပြီးတော့ငါပြီးပြီးငါချောက်ပြီးသွားဝယ်ပြီးတော့ဟိုတောင်ပေါ်မှာပြန်ပြီးဖြတ်ရောက်တော့ဘုံတော့အဲ့မှာဒီနေ့ကျတော့ကောင်မလေးတယောက်ကလည်းထွက်လာကြတာပေါ့မနောက်တော့ဟာနဲ့ငါပြီးဝယ်ပြီးတော့ပြန်လာခဲ့တာပြန်တဲ့ခါကျတော့လမ်းမှာအဖိုင်းတယောက်ကဟဲ့နင်းဒေကပြန်ခဲ့တာလေဆိုကိုမကိုဆိုင်မှာတွားပြီးတော့ငါပြီးဝယ်ပြန်လာခဲ့တာဆိုတော့ပြတ်သားမအောင်ဆိုတော့ဝယ်ကြတဲ့ငါပြီးလို့နည်းနည်းလေးယူပြီးတော့မြည်ကြည့်လိုက်တော့ငါပြီးရချိုးတော့ကောင်းမှန်းပြီးတော့ဘယ်မှာရောက်တာလဲဆိုတော့ဟိုအိမ်မှာရောက်တာပြလိုက်တယ်ဆိုတော့အဲ့ဒီအမျိုးသမီးကလည်းတွားတာကတော့ငါပြီးဝယ်ကိုတွားတာကိုလည်းရောက်ရောငါပြီးရောက်နေတာအဖက်ကဖေကသူကလေးချီတာနော်အမှချီတဲ့ကကျတော့သူလာတဲ့အဲ့ဒီအမျိုးသမီးကငါပြီးဝယ်ဖို့လာတဲ့ဘာကပြီးသွားပြီအမှသူတို့ငါပြောနေတာကတော့ကြီးတော့စိတ်ဝင်စားမှာဘာလို့စိတ်ဝင်စားလဲဆိုတော့အဲ့ဒီငါပြောင်းတဲ့ပုဂ္ဂိုလ်ကနှာခေါင်းဘောက်ကတော့ကြီးတော့သူ့ရဲ့သားကနှာခေါင်းတော့နိုင်ဆော့နေတော့အဲ့ဒါကိုလာငါပြီးဝယ်တဲ့အမျိုးသမီးကအာကြီးပြီးတော့သူငါပြီးဝယ်ကိစ္စမိသွားပြီဒါနဲ့မှပိုင်ရှင်ကဟဲ့ကောင်မလေးဘာဝယ်မှလဲမေးလည်းမရဘူးနှာခေါင်းတိုက်ကအဲ့ဒါကကြီးတော့ထိုင်ရှင်ကစိတ်မရှိတော့ပြောတော့နော်ဟဲ့ကောင်မလေးနဲ့ငါမေးတာမကြောက်လားဘာဝယ်မှလဲဆိုတော့ငါပြီးတပိတ်တာဘယ်လောက်လဲမမေးဘဲနဲ့နှာခေါင်းတပိတ်တာဘယ်လောက်လဲပြီးတော့
အဲ့မှာမပြီးအောင်တဲ့ပုဂ္ဂိုလ်ကဒါစိတ်ကူးတာငါ့ကိုစော်ကားလာတဲ့ငါမပြီးရရောက်တာနှာခေါင်းမရောဘူးလေဒါလေကျွန်တော်ပြောနေတာပေါ့နော်ကျွန်တော်နှာခေါင်းတော့မဟုတ်ပါဘူးအဲ့ဒီတော့ဒီနာဝဲကျွန်တော်စပ်ပြကြပါလေဒီနေ့ကျွန်တော်အခြေပြုတဲ့ဂျမ်းလေးကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး30နှစ်ပြည့်ကနန်းငယ်နှစ်နဲ့3မှုဖြစ်ပါတယ်။တင်တို့ရှိ၌ရှိသောရွာသို့သွားကြထွေရွာ၌ချီနှောင်လျက်ရှိသောမိမနှင့်မိကလေးကိုတင်တို့သည်ချက်ချင်းတွေ့လိမ့်မည်။ညီကျိုးကိုဖြေ၍ငါတံလို့ဆောင်ရကြ။နောက်တစ်ချက်ကမတ်တဲ့20နဲ့ခွန်ငယ်30နဲ့နှစ်ကိုကျွန်တော်ဖတ်ချင်ပါတယ်။30နှစ်မှာတွားကြစဉ်တွင်ရှိမုံအနေရှိသောကုရဏီပြည်သားတယောက်ကိုတွေ့လျင်အနိုင်ပြု၍လဝါကတိုင်တော်ကိုထမ်းစီကြ၏နောက်ဆုံးတစ်ချက်ကတော့တို့ယုံကြည်သူတွေရဲ့ပဒချမ်းမှာတော့ဒီလမ်းစတဲ့ကြံပတ်ရှိမှတဲ့28ကနန်းရဲ့အခုနဲ့တည်းမှာမတော်လို့ဆိုတင်တို့တွား၍လူမျိုးတကာတို့ကိုငါတို့ရဲ့ဖြစ်စီရဲ့ခမိတော်သားတော်ဆန်းကျွန်တော်ပြင်မှာနိုင်တတိတော်ပေးပါလို့ခရစ်တော်ပြောတဲ့ကျမ်းဖြစ်ပါတယ်ဒီဖတ်သွားတော့ကျမ်းပဲအဖြစ်အရောက်ဆွေကိုမှဖျားရှင်သခင်တိုင်ကောင်းကြီးပေးပါစေကျွန်တော်အနေနဲ့ကျွန်တော်ဘဝရဲ့အပြည့်တော်ကျွန်တော်ဒီလိုလုပ်ချင်ပါတယ်ကျွန်တော်ကဇာတိယမူတော်ကဖြစ်ပါတယ်ကျွန်တော်မိဘဆွေမျိုးသားချင်းတိုင်းဝိုင်းတွေကတကယ်ကိုဘုရားဘာသာတောင်းတော်မူပုဂ္ဂိုလ်ဖြစ်ပါတယ်အပြည့်ပကရောအမိပကရောဘုံတော့ဘုံလုံးကြောင်းငယ်ခုပြီးစားချဆရာတော်ဒီပေါ်တော့ကျွန်တော်တို့မွေးချင်းရှိရောက်ရှိပါတယ်ယောက်ျား9ယောက်မိန်းကလေးတို့ခင်မှာကျွန်တော်ကတတိယမှာဖြစ်တယ်အဲ့မှာကျွန်တော်တို့အတိုင်းဝိုင်းနေမှာခရိယန်ဆိုတာအိမ်မက်တော့မဟုတ်ဘူးနော်အဲ့ဒါဆိုကျွန်တော်တယောက်တည်းပဲတမိပေါက်တယောက်ထုံးကျွန်တော်လည်းခရိယန်ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်း73နှစ်နော်သင်္ကန်းမှုကြိုက်တော့ကျွန်တော်ဘုရားစာကျွန်တော်လေ့လာခဲ့မှာကျွန်တော်ရဲ့ဆရာကတော့ကျွန်တော်ရဲ့အနီမနီကဆရာကတော့ဥပ္ပူရိယနဲ့ဘောပါတာဖြစ်သူတို့ကကျွန်တော်ဘုရားစာပေတင်တဲ့ကတော့ငါတနေ့ကျတော့ကျွန်တော်ဒါလည်းပဏိပြဝိရိယဒီမီကျမ်းလို့လေ့လာတဲ့အခါကျတော့အဲ့မှာဘောတဝတ္တပုံနာနဲ့ရှင်တော်ဘောရမမြတ်စွာဘုရားတို့ကမေးဖြေလေးလုပ်ခါအဲ့မှာတော်လေးကိုကျွန်တော်နှလုံးမှာလာခဲရိုက်တာတော့နော်အဲ့မှာမပြောလို့ဆိုရင်ဘောတဝတ္တပုံနာကရှင်ဘုရားတဲ့သင်ဟာဘုရားရဲ့ဉာဏ်သုံးသိရတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီကဘာကြီးရဲ့ဖြစ်ပျက်ပုံအစအဆုံးသိလိမ့်မယ်ကျွန်တော်တို့ရှင်းကြပါသူလျှောက်ထားတဲ့အခါကျတော့အဲ့မှာဘုရားကပြောလို့ဆိုတော့စိတ်တဏိနာတော်လောကောပါဠိလိုပြန်ပြောတာစိတ်တဏိမဲ့စိတ်ကဖြင့်တဲ့လောကကဘာကြီးလားဘယ်လိုလုပ်ဖြစ်ကြငါမသိဘူးဟာဟုတ်ကဲ့နော်ဘုရားမသိရမှာလို့ဘာလို့မသိရမှာစဉ်းစားလားအိမ်တိန်ကဆောက်တဲ့လူမရှိရင်တိတိဝါရီပုံအားသူ့ဖြစ်မလာနိုင်ဘူးအဲ့ဆိုဒီရှိတဲ့အရာတော့ကောင်းပြီပါလေတိတိပါလေလက်ရှိတဲ့အားလုံးမှာဖန်နေတဲ့လူရှိကိုရှိရမှာသူ့အလိုတော်မဖြစ်နိုင်ဘူးကျွန်တော်ဒါလည်းတော့တို့ဒီဘုရားမှာအနတ္တဝါရီသင်္ခါရတရားပဲနော်အဲ့ဆိုလောကမှာနိယမနဘုထုံတော့လိုက်နော်အဖြူရှင်းအမဲရှိနေရှင်ရရှိမယ်နော်အဲ့တော့ဖန်နေတဲ့လူရှိကိုရှိရမှာအဲ့ဒါပဲကျွန်တော်လေ့လာဘယ်လိုမှမရအဲ့မှာနောက်ပိုင်းတော့အမှတို့ကရင်ပြေဥဆရာဒီကကျွန်တော်ဒီနေ့ပြည်လာတော့ရှိမှာဆရာစောကဲမှုဆိုတာဒီကမရှိတဲ့ယုံကြည်သူများမှတ်မိကုန်မလားလို့ပြောလို့မြစ်တာတို့ကွန်တီတို့နော်ဒီကျွန်တော်တို့ကမှာအဲ့ဒီကွန်တီပုံစံလေးပဲအဲ့ဆရာလေးကသူခံလေးတဲ့အဲ့သူကလည်းဖျားเจ้าမှာတော့သူကျွန်တော်တို့ဗုဒ္ဓဘာသာလို့ကျွန်တော်တို့ကကြောင်းနိုင်ခုံးကြီးပေါ့ကျွန်တော်လည်းပတ်စပိုင်ပါလဲမသိဘူးနော်ခဏလေးလာအောင်လို့ကျွန်တော်လည်းပြန်ခေါ်လာညာလည်းကျွန်တော်ကိုခေါ်လာဟုတ်တယ်လားအောင်ဆိုတော့အာကိစ္စလဲတဲ့မင်းတို့ခရိယန်ဆရာကြီးလို့တရားဟောရင်ဗာတရားတွေခေါ်တာလေကျွန်တော်ပြီးတော့အခြားတော့ဟုတ်ပါဘူးဗျာတဲ့နှုတ်ကပတ်တော့ဟောတာပါနှုတ်ကပတ်တော့မတို့မှလည်းနှုတ်ကပတ်တော့ဒါဆိုကျွန်တော်တို့မှာကတို့ဗုဒ္ဓဘာသာမှာနှုတ်ကပတ်တော့ဆိုတော့မုခပါရမုခနှုတ်ကပတ်တဲ့စကားတစ်ပိုက်စုတဲ့အခါမှာနှုတ်ကပတ်
အားဆိုတော့တို့နဲ့ဆင်းနေတော့လေ့တာအတိုင်းတော့ကောင်းနေတာလည်းကျွန်တော်စိတ်ဝင်စားနေအဲ့ဆိုရင်မင်းတို့ကျမ်းစာကငါခဏတော့မှားမလားဆိုတော့ခင်ဗျနောက်ပါနေဟာနောက်တော့မဟုတ်ဘူးလို့ဖတ်ကြည့်နေတယ်ဆိုတော့ခင်ဗျတကယ်ပြောတာဆိုတာလည်းကျွန်တော်ကျမ်းစာကိုလက်ဆောင်ပေးအဲ့ဒီမှာတော့တဲ့ဘာခါလာစာလို့ကိုယ်ခါပြောတော့ဒီကကြည့်တဲ့အပြင်မှာကြည့်ရင်တော့အပြင်မှာတန်ကြည့်ရင်တော့ဘာမှတန်ဖို့မရှိပါဘူးတဲ့အထဲမှာပါတဲ့စာလုံးစကားလုံးတွေလားတဲ့ဘာနဲ့မှလေးလို့မရဘူးလို့တဲ့ဖခင်တကူတော့မဟုတ်တဲ့အရာတွေဖြစ်တယ်အဲ့ဒါလေးတော့လေးစားလို့ပြီးပါဆိုအေးလို့ကျွန်တော်လည်းယူလာပြီးတော့ဖတ်ကြည့်တာပေါ့နော်တပတ်ပဲကျွန်တော်နှစ်ခေါက်ပြီးတယ်ကဘာဦးနဲ့ဓာတ်တွေပတ်တာဘာဒီမှမတူလူတက်တာလေးကိုမီးရှို့တာလေးရောဆိုဟာဟုတ်ကဆိုကြရလေလာလာတယ်ဟုတ်ပါမလားကျွန်တော်စိတ်ထဲမှာဟုတ်လို့နော်ဖိုင်နဲ့နောက်ဘာလဲဆိုတော့သုံးခေါက်ပြောက်သွားဖခင်ကတော့ဗာနဲ့ဖွင့်ပြတယ်ဆိုတော့ရှင်ဟောခရစ်ယာန်ခန်းကြီး1ခရမ်းငယ်3ပါမို့အစာဦးနဲ့နှုတ်ကပတ်တော်ရှိတယ်ဟာဟုတ်ပြီသူနှုတ်ကပတ်တော်ကဘုရားခင်ဖြစ်တယ်လို့ဟာဘုရားတရားကတော့ဟုတ်တယ်ကျွန်တော်လိအားလေးနဲ့လို့စိတ်ဝင်စားတော့လားအဲ့မှာကျွန်တော်သူလည်းပြောတော့ကျွန်တော်သင်္ကန်းချုပ်လိုက်အဲ့မှာတော့ဖခင်လိကတော့ဘောလို့ကဲအပြင်လောကလည်းရောက်တော့ဖခင်တရားပြောမဲ့လူကမရှိဘူးဗျအဲ့တော့ဘယ်သူမှပြောမဲ့လူမရှိတယ်ကျွန်တော်လမ်းပြီးပေါ်ရောက်သွားတယ်လမ်းပြီးဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အလုပ်ကကြက်တိုက်တယ်ဇယ်တောက်တယ်နော်အဲ့ဒီလိုကျွန်တော်လုပ်တော့တာဟာအဲ့ဆိုလေကျွန်တော်အမေဆိုတော့နေရတော့တင်လည်းမတင်ဘူးနေ့ဝေးရတာအလက်ကားကကိုယ့်ကိုဖုန်ကြီးမတာဟုတ်ကတဲ့နဲ့မိဘဒုက္ခပြောထွက်လာတာဗာညာလို့နော်အချိန်ကြီးကျွန်တော်တော့တော်တော်လေးကိုအမေကမြစ်တာဝင်ခံရတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုနဲ့နေ1985မှာနော်ကျွန်တော်ကာသမားလောက်ကရောက်တယ်အဲ့ဒီမှာကျွန်တော်ခေတ်ကရင်ဂျာပေါ်ကတော့အမကျွန်တော်ကားပုံလာကဦးမန်းမောင်နဲ့ကျွန်တော်မောင်းခဲ့တာစလင်9648ဇော်လင်းခုကအဲ့မှာကျွန်တော်အောက်တိုဘာ15ရက်နေ့မှာ1985အောက်တိုဘာ15ရက်နေ့မှာကျွန်တော်အဲ့ဒီမူရွာကနေရေမှုကျွန်တော်ပြန်လာပေါ့အဲ့မှာကျွန်တော်ကားပုံလာကစိုင်ရင်ကြီးရဘူးအဲ့တော့ဆိုတော့ကဲကျွန်တော်ကနေကျွန်တော်စပယ်ကရေချမ်းကိုရေချမ်းနဲ့ရတော့စုကားလို့ပြန်ထွက်အောင်ကျွန်တော်လည်းလူစုခိုင်းတော့အဲ့မှာကျွန်တော်လည်းဆေးလိတောက်တော့ဘူးနော်ရုပ်ပြကျွန်တော်ဆိုးတာနဲ့မိအောင်လို့ကိုကြည့်ပြတာဟာမင်းမကောင်းတဲ့လူကြီးလို့အားရပါလို့ရေချမ်းထွက်ဒီကတော့ပါလို့လားမတို့ဒီပါပဲနားအောင်မတို့ကျွန်တော်စပယ်ရမဟုတ်ဘူးဒီနေ့ဘောလုံးပွဲကသူတို့ရက်ွက်နဲ့ထိုင်နေဆိုတော့အဲ့ဒါအကြည့်ကျင်တာဆိုတော့ပြန်ပါအစီရလည်းပါတော့ကျောက်စလူစုဟာတို့ပြန်ကြတာအမှ1985အောက်တိုဘာ15ရက်နေ့မှာညနေ3နာရီလောက်မှာကျွန်တော်မုံကထွက်တယ်ထွက်တဲ့အခါကျတော့အားနဲ့အမျိုးသမီးတယောက်ကဆက်ရှိနေစကုန်တော့မှာကောင်မလေးတယောက်ကအဲ့ဒီအောင်ချမ်းသာကျွန်တော်စိတ်တက်ထွက်တော့လမ်းလုံးကြီးကနေစပိန်နေလာတာဟာဘာကြောင့်ကျွန်တော်နောက်ကနေဟွန်းတီးလို့မရှောင်ဘူးဟာဒီပြီးမှဗာလဲတေးချင်လာကျွန်တော်လည်းအရေးကြီးပါတော့မရဘူးတာနဲ့ကျွန်တော်ကသူ့ကိုဝိဆောင်ပြီးတော့ဖင်အမိတဲ့သူခံနေဆိုရင်ရန်တာကြတာအမှကလည်းသူလဲတော့လဲတော့ကျွန်တော်ကမထူဘူးသွားပြီကလည်းမင်းပေးချင်လားလို့ကားနဲ့မင်းမေးလေးနားဖတ်နေရလို့ပြီးသွားမယ်ကျွန်တော်တို့ကားဆက်မောင်းသွားတာအမှဘူးလည်းမရောက်ခင်ထောင်းဘူးကကြတော့အမှကျွန်တော်လည်းပါစင်ကျအမျိုးသမီးသုံးတော့ချပြီးတော့ကျွန်တော်တန်းထွက်တာပေါ့ထွက်တော့အမှအားနဲ့တာရုပ်အဲ့ကွာထောင်းဘူးကနေထွက်တဲ့အခါမှာရွာအထက်မှာကျွန်တော်တို့ဘာလို့တခါလုံးတော့ရှိတယ်ဆိုတော့ကျွန်တော်ဒီဘူးလည်းကတီ11ကျွန်တော်တစ်ဆယ်ကားကြီးမောင်းလာအဲ့တော့ကျွန်တော်ကထားတော့တော့မှာဒါကျွန်တော်ပြီးရင်ပြငါဖြတ်မယ်ဆိုတာပြမရဘူးဘောငယ်လည်းမူးလာဆိုတော့ရှေ့ဆိုတို့တက်လာအမင်းတို့လည်းတက်ငါလည်းတက်တယ်ပါဆိုတော့လည်းနောက်မှပြန်ဆိုဟာငါခကြီးတယ်ကမောင်းမဖြစ်ဘူးဒါပေမဲ့ကျွန်တော်လည်းနောက်ဘက်မှာနဲ့ကြည့်တော့6ကြီးဆိုတော့ဟာဟောကြပြီးဘယ်လိုလုပ်လဲကျွန်တော်လည်းထူတော့ဥပကကျွန်တော်ခေါင်းချမ်းတယ်ကျွန်တော်လည်းမျက်စိမိကျွန်တော်အဲ့လိုပဲခေါင်းချမ်းတယ်ပြီးလာအဲ့မှာဖိုးခနဲ့တိုက်တော့ကျွန်တော်လည်းဒီလက်မှတ်တစ်ချောင်းကျိုးတယ်ဒီကနှစ်ချောင်းကတစ်ချောင်းကျိုးတယ်ဒီကတစ်ချောင်းကျ3ချက်ကျိုးတာဘောနော်ငါဒါအပိုင်းဖက်လက်ကြီးအဲ့ဒါကျွန်တော်သတိမထားနိုင်ဘူးနော်ဒါလည်းကျွန်တော်လည်းကားတော့ပြလို့ထားတယ်ကြောင်ခင်းကြားထဲမှာတော့ပုံနာမှာရွာသားတွေဘယ်မှာလဲကားမှာလဲဝိုင်းချင်းကပါလဲလို့တော့ကျွန်တော်ကြောက်တာနဲ့ကြောင်ထဲမှာပုံနာနောက်တော့ဒီမော်တော်ကေဘာတွေရဲတွေကြောက်လာမှကျွန်တော်ထွက်လာခဲ့တယ်ထွက်လာတော့ကျွန်တော်တော်သေးတယ်
မေးသေးတယ်ထုံးပြီးတော့မကြောက်ဘူးဟောအဲ့မှာတိုက်အစင်းချုပ်တာဟာရက်စတဲ့နာတော့အာပြီးတော့မချုပ်တယ်ပြီးတော့ဘာပြီးတော့မလဲကတော့စိတ်ကနာတော့တူတော့စိတ်လုံးကဆရာမတော့ရန်တို့ပြီးတော့လွတ်တော့တော့အဲ့တော့မဖြစ်ဘူးလားခွန်ရတော့ဝိုင်းပြီးတော့လက်ကိုအလိုလေးတော့ချုပ်တော့နော်အစားနာတော့အညာတော့မခံနဲ့နာကြိုက်တာနဲ့နာတဲ့ချုပ်ထားတဲ့ကံညာနဲ့နာတာတို့နော်ကျွန်တော်ကလေးမှာဒီစင်လဲနေတာပေါ့နော်အဲ့မှာလာယူရအုံလေးဆရာကြီးယေရှုခရစ်တော်ဘုရားပါတဲ့ဝါကြတော့ဟာဒီလူတွေလည်းမင်းတို့တရားဆက်ကြောင်းအောင်မင်းကဆေးကိုလူလာကြီးနှောက်ချက်ဖြစ်တယ်ကျွန်တော်လည်းစိတ်ထဲမှာတိတ်မကြည့်တော့ဘူးနော်အဲ့တော့တော့ပြောတာခင်ဗျားတို့လူနာတယ်ပါဒါတော့တရားဆက်မဟုတ်ဘူးလားလူနာတွေတဲ့ဆေးရုံဖြစ်တယ်ထွက်သွားပါအဲ့လိုပြောတော့အဲ့မှာအဲ့ဒီဆရာသူတို့ဆရာဆိုင်ဝင်အောင်လေအဲ့ဆရာဒါပဲဖြစ်နေတဲ့ခင်ဗျားမကြည်နဲ့လို့ရိုက်နေရိုက်လိုက်ပါတဲ့ခင်ဗျားရိုက်နေဆိုရင်လေယေရှုနာမ၌ဟာလေလုယာဒီကောင်ကလည်းဟာယေရှုနာမဟာလေလုယာပေါ့ငါ့ကိုဆဲတာကဘာပြောတာလဲကျွန်တော်ဆေးမှာတော့စိတ်ကဟာခဏကျွန်တော်ပြောတာမရဘူးပြောနေပဲဟာကျွန်တော်ရှိတယ်ပြောရင်ပြောသွားတယ်ကျွန်တော်လဲတာကျွန်တော်ကလေးမှာတုံးလေးပဲကျွန်တော်ဆောင်းလေးချုပ်ပြီးတော့နဲ့ညင်ငယ်ပေါ့နော်အဲ့မှာတော့ပြောတာဟာယေရှုခရစ်တော်ဟာခင်ဗျားတို့အပြစ်တွေတော့ဘာကားလေးမှာဘယ်ကနေပြောနေတာကျွန်တော်စိတ်ထဲမှာဘာဘူးလားဖြစ်ကောဖြစ်နေမှာလို့ပြောရလို့တက်တဲ့ဖျားယူမဖြစ်တော့တော့အဲ့လိုပဲစဉ်းစားတော့တော့ပြောနေတော့ကျွန်တော်ဟာခင်ဗျအိတ်ဒီလားတဲ့အိတ်ဒီလည်းမျိုးမအိတ်ခုလည်းပြောငိမ့်နားထောင်တော့အနောက်တော့အိတ်လိုက်ပါလေတဲ့ဟိုအမှန်ကလည်းကျွန်တော်ဂရင်ဘေးကဗီယူလေးပုံမှာဝေစာလေးတွေပြင်ထားအဲ့မှာသူတို့ပြန်တော့တခါကျတော့လည်းတကယ်ပြန်လာလည်းမပြန်ဘူးလားသိရင်လည်းကျွန်တော်ဆောင်းလေးစားဒီတပီးလက်လို့ဆိုပြီးတော့ကြည့်တော့ထွက်သွားကြတယ်ကျွန်တော်လည်းဘလို့ကောင်းလည်းမသိဘူးအလည်းကန်းဆိုမသိဘူးဟာလည်းမသိဘူးအဲ့လိုပဲစိတ်ကူတဲ့အချိန်တူထားတဲ့ဆိုင်ကလေးကြည့်ရောဟာဘာဆိုင်ကလေးတော့ကြည့်ရောနော်မတဲစတဲ့နေစမှာဝင်လေးတွေပြင်ပန်းတော့တော့ငါ့တူလာကြတော့ငါဒီချမ်းသာပြီးနေလို့ဟာဒီဖျားကတော့ကြီးကျယ်ပါတော့စကားကြတယ်ကျွန်တော်အမှပြန်ပြီးတော့အတော့လာပြန်လစ်လာတော့ဟာပြောမတော်ဆေးမဆေးတဲ့ဆရာရမောင်ဆိုတာခင်ဗျားတို့လူမမြင်ဘူးမကြားတော့ကြားမှုမတင်တယ်ကျွန်တော်ဒီကံဘောဖြုံးချီကတော့သူကဒီဖြုံးချီချင်းသူကကျွန်တော်တို့ပုံစံကတော့ကျွန်တော်တို့အဆူတော်တရုတ်ဆောင်မင်းသားသူလေးသိနေမှာဆိုတော့ကျွန်တော်အဲ့လိုမောက်တင်ပြီးတာအချင်းဆိုတော့ကောင်းတယ်အဲ့ဒီဆရာတော်တော်လေးစားတယ်သူရဲ့ယုံကြည်ချက်ကတော့သူပထမ၄နှစ်ကျမ်းစာတက်တယ်ပြီးတော့သူမစ္စတာမွေမှု9နှစ်ဖုန်ကြီးတို့တာလီလူလေးလာဟာတော်လေးသားနော်အဲ့မှာလည်းသူလည်းတွေ့တော့ကျွန်တော်လည်းဗုဒ္ဓကျမ်းနဲ့ကျွန်တော်ပြောတယ်သူကလည်းဗုဒ္ဓကျမ်းနဲ့ညာထုတ်တယ်ခရိယာကိုပြန်ပြောတယ်ဟာအဲ့မှာသူကကျွန်တော်စိတ်ဝင်စားမှပြီးတော့အဲ့လိုဆိုရင်တဲ့အမှ88ခုနှစ်အရေးကြီးပြီးကြလားအမှတော့ကျွန်တော်ရခဲ့တဲ့ကဲတင်ခြင်းဟာတော့တော်တော်ကိုဖုတ်ခပေးရဒီမှာရှိတဲ့ယုံကြည်သူကတော့ကဲတင်ခြင်းဆိုတာဖုတ်ခပေးရမလို့တဲ့နောက်တန်ဖိုးမထားတတ်လို့ကျွန်တော်တို့တန်ဖိုးထားလိုက်ရတော့88ဆိုပြီးတော့အရေးကြီးမှာလူတက်တယ်ပဲအဲ့ဒီမှာတရားမရှိဒါမရှိခုခေတ်လိုပဲနော်အဲ့လိုဖြစ်တဲ့အချိန်မှာတော့ကျွန်တော်လက်တော့လာဟိုပြောတယ်အဲ့လိုဆိုရင်တဲ့ခင်ဗျားတကယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ကလေးဝမှာတဲ့တင်နှန်းရှိမယ်တဲ့ဒါလာပြီးတက်ပါပြောတော့အေးကွာလူမင်းနဲ့တင်နှန်းကလာတော့လာချင်တယ်ဒါမဲလို့ငါလည်းကွာလို့ဝင်ငွေလည်းမရှိဘူးကွာလို့မိဘအကဲသူအောက်မှာနေရတာဆိုတော့ငါတိုက်စံတောင်းရင်လည်းပြည့်မှာမဟုတ်လို့မင်းတို့ငါခီးစီပူပြပါလားလို့ငါဆက်ပြီးလာခဲ့မယ်လို့ပြောတော့ဖះဒီတောင်းလိုက်ပါတယ်မင်းငါမခရိယံမဟုတ်လားဘယ်လိုဖះတောင်းလို့ခွေရခင်ဗျားတဲ့ခင်ဗျားလိုအပ်တဲ့ပစ္စည်းတွေရှိရင်လည်းအဖေအမေဒါဝယ်ပေးပါဒါလည်းပြောတာအဲ့လိုတောင်းတာမဟုတ်တယ်အဲ့ဆိုရင်လည်းဖះတောင်းလိုက်ရေးတဲ့ဖះပေးလိမ့်မယ်ဟာအဲ့ဆိုမင်းတို့ဖះပြန်มาနေတာလေဆိုတော့ကောင်းတယ်လည်းညှို့ထိုးတော်တော့ဒါနဲ့ကျွန်တော်လည်းဟုတ်ပြီကျွန်တော်လည်းသူတောင်းတာတော့ကဲယေရှုကလေးဝမှာမင်းတင်နာရှိတယ်ကြားတယ်ငါသွားမယ်ပိုက်ဆံ300ပေးတောင်းတယ်ကျွန်တော်ကဲယေရှုကလေးဝမင်းတင်နာရှိတယ်ကြားတယ်ငါသွားမယ်300ပေးဟောကြည့်အာမမရှိဟာဟုတ်လားဒီကောင်ကလိမ်သွားတယ်လို့ဒီကောင်ကဂျင်းထက်တယ်လို့ပြောစိတ်ထဲမှာစနောက်ကနေလာတယ်ကျွန်တော်လည်းမလျှော့ဘူး9ရက်လုံးကျွန်တော်လည်းဘောမောကျွန်တော်တောင်းတာကဲယေရှုမင်းငွေ300ပေးမင်းတင်နာရှိတယ်ကြားတယ်ငါသွားမယ်အမှ6ရက်မြောက်တော့ဗျာကျွန်တော်တကယ်ချင်းမောင်ထွေးရလာခဲ့တော့မကျွန်တော်လည်းသူ့မမြင်ဘူးကွာကိုကဲယေရှုမင်းတင်နေရှိတဲ့ကြားတယ်ကလေးကငါသွားမယ်တိုက်ဆံ300ပေးကျွန်တော်အဲ့လိုပဲပြောတဲ့အချိန်မှာကျွန်တော်တကယ်ရောက်လာတာ
ဟာကိုလည်းဘာတွေတော့ကံတာဟာမင်းလည်းကွာလို့တန်လေးပါလေပြေးပါတော့ဘာဖြစ်လာလဲကျွန်တော်လဲတဲ့အကူနဲ့တိုင်နေတရားရှိလို့ဟာဘာတိုင်မှာလဲလို့ဘာတွေစိတ်ဆိုးလဲစိတ်ဆိုးပါကွာလို့မင်းလည်းလို့ကဲဘာလားအကိစ္စလဲလို့ကျွန်တော်မေးတော့ကျွန်တော်များတဲ့လက်ထဲထားရင်လည်းပတ်ခံမမြုံဘူးတဲ့ကျွန်တော်လက်စွပ်ထိုးလာလို့ချင်တာအဲ့ကျွန်တော်ပတ်ခံလို့တဲ့အခုဒီအထားတင်တာကိုလက်ခံဖိပြီးမလားဆိုအေးရတယ်လေဆိုနေလို့ဘာလို့ကြီးလဲဆိုတော့300လေးပါဟာ300ဆိုယေရှုကပြေးခင်လာမသိလို့ကျွန်တော်စိတ်ထဲမှာဒါနဲ့ယေရှုကလည်းငါတကယ်ချင်းသိပါမလားဆိုတော့အဲ့လိုပဲတော့အဲ့လိုပဲဆိုလဲတွေ့ပြီတော့ကဲအဲ့လိုဆိုရင်ဒီပိုက်ဆံတော့ငါခဏသုံးလို့ရမှာဆိုတော့ရပါတယ်ကိုကလေတဲ့အခုကဘာတုံးမှလဲဆိုမေးတော့ကလေးဝမှာယေရှုသင်္นานပတ်တယ်မယ်လို့ပြောရင်ကျွန်တော်ကြောင်မှဆက်တယ်ကျွန်တော်လည်းတော့လေကားမှာကွာတော့ငါပြေလို့မှကလေးဝမှာပစ္စည်းတွေအကျွေးရောက်ထားခဲ့တာလို့အဲ့ဒါငါတော့အကျွေးတောင်းခိုင်းတာမသွားကြည့်ဘူးလို့ပြောတော့ကိုကလည်းကိုဒီခိုင်းတာပဲသွားလိုက်တာအေးရဆိုတော့လို့ဒီပိုက်ဆံတော့ငါယူသွားမယ်ဆိုကျွန်တော်လည်းအဲ့ပိုက်ဆံတော့နဲ့ကလေးဝလာခဲ့တာပေါ့နော်ကလေးဝရောက်တော့ဟာတင်နာငါရဲကိုအရှင်ကရောက်တော့ဖို့စင်းရတယ်ဘယ်တော့တင်နေရောက်တော့ကြားတဲ့တရားကအပြည့်ကျွေးတဲ့သမင်းဟင်းကနီဝင်းရွှေလို့ဝါဝင်းရွှေလို့ပြက်စစ်တဲ့ဗါတဲ့ပေါလို့ရပေါမဆိုတာပါလားအဲ့ဒါလေးစားတော့ပါတို့ဒီတဟန်ဦးဒီမှာတက်ပြုတ်ဟာအဲ့ဒါလည်းတွေ့တော့ယူပြီးတော့လေလာလေးတယောက်ကိုနှစ်တောင်ဟာခိုင်းပြတာယေရှုတရားနာခြင်းနဲ့ဦးရနာညတော့ဘာစိတ်ဆိုးတော့တူကတော့တပတ်လုံးကများရက်စစ်တယ်တော့ဟင်းကြောင်ကြောင်ဒါကြပြီးတော့ခမင်းသားခေါင်းခေါက်တယ်လို့ကျွန်တော်နေရင်အုပ်ချင်တော့ခမင်းနဲ့ဟင်းတော့အလွတ်ရတယ်ပြီဟာဆိုတော့ဘုန်းကြီးဘွားမှာတော့ဝဲအပြည့်စားလိုက်တာဆိုတော့တော့ဒုက္ခတော့နော်အမဟာတော့တော့9ရက်6ရက်မြောက်တော့အမဟာလည်းကိုလုံးတဲ့အပြည့်တွေရေးကြပါလို့သင်္นานဆရာခိုင်းတယ်ဘုလို့သူများတွေတော့မှလက်တွေပါတိရစီကောက်ယူရေးကြတော့နော်ကျွန်တော်ခတ်ပြီးတော့ကျွန်တော်တိုက်ကြည့်နေဘူးရေးတယ်အမတော့သင်္นานဆရာကခင်ဗျာရေးလေရေးဘူးလားရေးပြန်လို့ပါဘူးဟာဘာဖြစ်လဲကျွန်တော်ခုနှစ်နှစ်ကကိုရင်ဝတ်ခဲ့တာသူများပြည်စီမခေါ်ဘူးသူများသားများပြင်ပါဘူးသိတယ်မတော့ကျွန်တော်ဘာမှမလုပ်ဘူးအကြည့်မရှိဘူးတေချာလားတေချာလေအဲ့ဆိုရင်လည်းကျွန်တော်ခုမေးမယ်လို့မေးပါခင်ဗျာတခါလေးစိတ်မတူဘူးလားခင်ဗျာလည်းလူကတော့စိတ်ကတော့တခါလေးတူတာပေါ့တယ်အေးအဲ့ဒါစိတ်တူတော့လည်းအပြစ်ပဲညာစိတ်တူလည်းအပြစ်ဟာအဲ့ဒါတော့လေစိတ်တူလည်းအပြစ်လို့ပြောတယ်မှာကျွန်တော်ပြန်ပြီးစာပြီးလို့ရေးတော့ရေးနေတော့အပြစ်တွေပေါ်လာကြတာလေဟာစာပြဟိုဘက်မှာပြေတော့ကျွန်တော်လုပ်ခဲ့တဲ့ပြစ်တယ်ကုန်သေးဘူးညကိုင်းရသွားပြီညာလို့ဒါတော့ငါကကောင်းလို့ထင်တာကိုင်းသွားပြီဟာအမကဲရတော့ကျွန်တော်ဘယ်လိုလုပ်ကြမလဲတဲ့အားငရဲသွားမှာကိုင်းပြရတာquanတက်လိုက်အောင်ညသူငရဲသွားမယ်လမ်းကြီးပြည့်ပြတ်တာဘယ်လိုလုပ်လဲစိတ်ထဲမှာလေးတော့ကြောက်ပါလေကြောက်တရားနားလိုက်လားတကယ်ဟန်ထားတော့တော်တော်လေးဟောပြီးတော့ဒါနဲ့တင်နာပြီးတော့ကတော့မေးတာအမခင်ဗျားတို့ကပြီးတော့ဆိုရင်နဲ့အမကယ်တင်လေးလည်းဖွင့်နေတာတော့ခေါင်းပါယေရှုပါခင်ဗျားတို့အပြစ်တွေကြောင့်လောဘတဲ့သူတွေခံတယ်ဘုံတော့အခုလုပ်တဲ့အပြစ်တွေရောလုပ်အောင်အပြစ်တွေရောနောက်လုပ်ဆက်တဲ့အပြစ်တွေရောဘုံလုံးကခံတယ်လို့ပြောတော့အဲ့ဒါယုံကြည်ရတယ်ဘာလို့ပြောဟုတ်ပြီအဲ့လိုဆိုရင်ဆရာကျွန်တော်ယုံကြည်ရလားဆရာကျွန်တော်တခုမေးမယ်လို့နှစ်ချင်းဆိုတာဘာပြောတာလဲဆိုတော့အကြီးထဲမှာနှစ်မှလေးဟာအဲ့မှာကျွန်တော်ကြားဘူးတော့သူချင်းနေဝင်ကြီးထဲမှာနှစ်တာတနာရောက်နှစ်တာတော့မသိပါဟာအဲ့တော့ကျွန်တော်ချွေးကိုပြောတော့ကျွန်တော်လှမ်းတော့ကိုင်းရတာဒီခါမသိပဲခါသေးမလဲပြတာတော့မရဝအောင်စားနေသိလိုက်တော့ကျွန်တော်စိတ်ထဲကလန့်လာတော့ဘာလဲနဲ့ချာလို့နှစ်ချင်းမခံရင်ဟောဆရာလို့မရဘူးလားလို့တိုင်းလူကြီးနဲ့မရတော့ဆိုတော့ပြီးတာဟောကြတော့ခုသူဩစတြေးလျမှာရောက်လာဆရာလမ်းချင်းခံတော့လမ်းချင်းခံတော့စီးချင်းသူကလူကတော့အထက်တန်းကြဖို့တမားကတခွေးနဲ့တမန်တော့သူတို့ဝิญဉ်ဖားတယ်လေသူပြောရင်တော့စင်သာဆိုရင်တော့ငါ15မိနစ်ကြာမှာတလုံးနဲ့တော့လေဆက်စားကြည့်တယ်မဟုတ်ဒါပေမဲ့အဲမှာဖျားရှိတယ်တော့လေသူပြောတဲ့စကားတွေတကယ်ကိုထိတော့တယ်မဟုတ်ကျွန်တော်တခုပြောမယ်ဟုတ်ကဲ့ပြောပါခင်ဗျားခန္ဓာကိုယ်မှာတဲ့မဆင်နေပွားနေပဲတဲ့အဲ့ဒီမဆင်နေပွားရကြည့်တယ်တဲ့ခင်ဗျားအဖေရဲ့ရင်ကုန်ထဲမှာထိုင်ဝင်တောင်းရင်ခင်ဗျားအဖေကထိုင်ဝင်ပေးမလားတဲ့ဘယ်ပေးမလဲဆရာလေလို့ခင်ဗျားကမုန်းလို့မဟုတ်ဘူးမချစ်လို့မဟုတ်ဘူးဗျကျွန်တော်မှမတန်ရှင်းတဲ့အေးခုလည်းတိုင်းပဲတဲ့မိချင်းကနေဆိုတော့ခင်ဗျားမတန်ရှင်းတဲ့အရာဆေးကြွားမှာအဲ့ဒါမှနိုင်ငံတော်ဝင်လို့ရမှာဟာဟောကြမိချင်းမခံရင်လည်းနိုင်ငံတော်ဝင်ရောက်ဆိုတော့ဒါနဲ့တော့အခြေကြီးပြီးတော့
အဲ့မှာတို့80တဲ့3မောင်တော့သင်္นานသားတွေကကိုလုံးကဘုရားဘာသာကိုပါကြီးတော့အကုန်လုံးသင်္นานသားတွေသွားတဲ့ခါမှာတို့လည်းအဲ့ဆရာနဲ့ကပ်ဆရာအားလေဆရာအားလားအားပါတယ်ဘာကိစ္စလဲဒါလေးဆရာမနေ့ကမချင်းပြင်းဘလူးပြင်းလဲဆရာကိမပေးမှာဗျာကိမတော့မသိဘူးနော်ဘာပြောလဲတော့ကျွန်တော်ပေးမှာတဲ့ဟောဆရာကခဏနားချောင်းနဲ့သွားအောင်ကျွန်တော်တို့လည်းဖိတ်တယ်ချော့ခေါ်တာကလေးကရဲစခန်းနဲ့နေချင်းတယ်တက်စခန်းကြီးဖိတ်တယ်အဲ့မှာကျွန်တော်ခေါ်တော့လာကဲဆရာဖိတ်တော့ပါဘလူးတော့ပဲချူစိတ်နေလိုက်ကျွန်တော်လည်းဟောမုန်းချလို့ပါအဲ့တော့မေးတယ်လက်ဖိတ်တဲ့ကဘာအတွက်တိုက်တာလဲတဲ့။အော်ဆရာတခြားတော့မဟုတ်ဘူးလို့မနေ့ကနှစ်ချင်းပေးရင်လို့ကြံတဲ့ကောင်ကဘယ်နှစ်နိုင်ကနှစ်နေလို့ကျွန်တော်တနာကြီးမသိနေတော့ကျွန်တော်ပြေးပါလို့အဲ့ဒါကျွန်တော်လက်ဖိတ်တိုက်ကတော့ဘယ်ဟုတ်မလဲတေးအောင်နှစ်လို့တော့နိုင်ငံတော့ကျွန်တော်ဖမ်းမှာပေါ့လေပြောတော့မဟုတ်ပါဘူးတဲ့တကယ်တမ်းကျွန်တော်တို့ဗမာတွေကစကားနဲ့ကားတာလေပြီးတော့ခဏလေးပဲတော့ဟာမလေးနှစ်ချင်းလိုက်လို့စကမှာပေါ်သွားတော့အဲ့ဒါနဲ့ဟာကျွန်တော်နေချင်းခံတဲ့ခါမှာကျွန်တော်သားမတကယ်ချင်းနဲ့မြင်ပြီဗျာကျွန်တော်အပြိုတရင်ပို့ထားပြီးကျွန်တော်ဒီကလေးကဘုရားကျောင်းမှာတောင်ဝုံးပေါ်မှာကျွန်တော်မြင်လာတော့ဟာအန်ကဲတဲ့အန်ကဲသားတော့တဲ့ကလေးပေါ်မှာတွေ့ရတယ်တဲ့ပဲ့နေကြတဲ့အဖေကမှအမေမှဖြစ်ပြီးတော့တဲ့အန်ကဲသားတော့လူစင်စိတ်ကချင်းဖြစ်သွားပြီးချင်းနဲ့ဝင်သွားပြီးတော့ဆိုဟာကျွန်တော်ဘုရားစိတ်ကလုံနေပြီဒါနဲ့အဲ့မှာတော့အော်တယ်ကတော့ကျွန်တော်ဝิญဉ်ဖတ်တွေကနမိတ်ပေါ်မကောင်းဘူးဗျကဲဆရာတို့မချင်းလက်ခံပြီးဖျားသားပြီးဖြစ်သွားပြီဆိုလို့တဲ့အကယ်၍ကမိဘဆွေမျိုးတွေကအိမ်မှာလက်မခံလို့မောင်းထုတ်သွားတယ်ပါလေရှင်းနေခင်ဗျားတို့စိတ်ကတိကြပြီးဘယ်မှာမသွားနိုင်တော့ဒီကလေးကပြန်လာကြတော့ပြောလိုက်သေးတယ်ဗျထင်တယ်တမ်းပြပါကလည်းကျွန်တော်လည်းဒါအဲ့တော့မဟာနိုင်လမ်းမပေါက်တော့ဘူးအဲ့တော့ဘာကမှလို့မရှိသေးဘူးဟိုက်လက်နဲ့ခုနကျွန်တော်ကရင်းလာပါရှိတယ်အဲ့ဒါကျွန်တော်ဟိုက်လက်ကလည်းပြန်တော့ကျွန်တော်အိမ်လေးလို့ကျွန်တော်အိမ်ပေါက်ဝင်တာပေါ့နော်အိမ်ပေါက်ရောက်တာကျွန်တော်လည်းတင်တဲ့ချင်းလေးကိုတော့ကဲတင်ချင်းကြောင်းဆိုချင်းလေးဆိုကျွန်တော်လည်းအိမ်ထဲဝင်တော့ကျွန်တော်ပြအိမ်ပေါ်မှာခါတော့ပြီးတော့ကြက်နေတော့ကြာဟဲ့ကအခုချက်ချင်းထွက်သွားကျွန်တော်လည်းနောက်တက်ကြည့်တယ်ဟဲ့မင်းပါလေဘုပြောလေမင်းငါပြောတာလေဟိုကကျွန်တော်ပြောဟုတ်တယ်တက်နေကွာအဖေကမှအနွယ်ပြမိတယ်မှာလူစင်တွေကချင်းနဲ့ဝင်ရလို့ချင်းပြသွားပြီလေသွားတယ်မင်းငရဲဥစ္စာထုတ်စင်းမဲ့တော့မယ်ကိုယ့်ရဲ့ဘာသာနဲ့ဆော့ကားတယ်ဟာကျွန်တော်လည်းအဖေကိုဒီပါအောင်လို့ကိုယ့်ရဲ့မီယိုဖလာဘာသာလို့ခင်ဗျပြောတာလို့ဒီပေါ့လို့မီယိုဖလာဆိုခင်ဗျအာကိုပြောတာလေလို့ကျွန်တော်မေးတော့ဟာလေမင်းကအဖေလားငါအဖေလားတဲ့ငါမင်းမွေးတဲ့အဖေတော့ဟာအဖေမသားလို့ဘာလို့အဖေများလို့ကျွန်တော်မေးတာပြောလို့အဖေတို့ဘုရားဘာသာဆိုဘာသွားတယ်မီယိုဖလာကဘာကိုပြောတာလဲလို့မေးတော့ငါတုံးနဲ့မင်းနဲ့ကိုဘိုးဝါးပြီးပြန်ဘိုးစင်ပေါင်းတဲ့ယူခဲ့တဲ့ဘာသာမီယိုဖလာအဲ့ဒါမီယိုဖလာကိုခေါ်တယ်တဲ့အဲ့တော့လေတရားမှာ1000မိုးမားတယ်ဗျာကျွန်တော်လက်မခံနိုင်ဘူးကျွန်တော်ပြောတော့ဟာဟဲ့မင်းအဖေကငါအဖေအဖေကပြောကျွန်တော်လက်မခံနိုင်ဘူးလို့အဲ့တော့လေညင်းတော့ဘောနော်အဲ့ဆိုအဖေတို့တကယ်တော့မီယိုဖလာဆိုတဲ့တကယ်ကိုယ်ကွယ်မလားဆိုတက်တီတာရကနဲ့အခိုင်အမာပြနိုင်တာယုံနေတဲ့ဟုတ်ပြီအဲ့ဆိုရင်ပြောအောင်လို့ဒါပြစိတ်မဆိုးရင်တော့ကျွန်တော်ဗျာတအစိတ်ကူလာတော့လို့အဲ့ကဲစိတ်မဆိုးရင်တော့ဒါရတယ်မေးတယ်အဲ့ဆိုရင်ကအဖေတို့ဘုရားဘာမှမဟုတ်လို့ဘိုးစင်ပေါင်းတဲ့ယူခဲ့တဲ့ဘာသာမီယိုဖလာဆိုတာခါလာဘူးကဲလူတွေဗျာဖြစ်တာလေဗျာလို့ကျွန်တော်ပြီးတော့ဓမ္မကြီးလျောက်ကဗျာတဲ့ဟောပြီလူကဓမ္မကြီးလျောက်ကဖြစ်တာတော့အဲ့ဆိုရင်ဓမ္မကြီးလျောက်ကဘယ်ကနေစတာလဲဗျာဆိုတော့အလူကစတာဟာအဖေခင်ဗျာချက်ဦးနဲ့ကျမတို့ဖြစ်နေပြီလို့ဘာလဲခင်ဗျာချက်ဦးပဲရတာလဲချက်မလည်းရတယ်ချက်ဦးအဲ့လိုအဲ့ဒါဖြစ်နေမှာမဟုတ်ဘူးလို့ဟဲ့ရောငါမင်းငွေတဲ့ပြေယုံလိုက်တာမယုံနိုင်ဘူးကျွန်တော်တို့မယုံနိုင်ဘူးလို့ကျွန်တော်ပြောတော့ကဲလှုပ်ဆောင်ရလို့ဆိုရင်မင်းဘာလဲပြောနိုင်တယ်တဲ့ကောင်းပြီဆိုရင်ပြီးကျွန်တော်ပြောမယ်လို့မီယိုဖလာကလည်းဘာမှမှတ်ထားပါတော့ကဲပထမဦးဆုံးလို့ဖျားရှိတာတော့လို့ကျွန်တော်တို့ဘုရားဘာသာပြောတယ်မလားပထဝီဝါရောအဘောတီတော့တတိလေးပါပါတယ်ပထမဦးဖျားမြေကြီးကိုရှုပ်လုပ်တာရှုပ်လုပ်တဲ့အခါမှာလူယုံလေးလုပ်လိုက်တာလူလေးလုပ်တဲ့အခါမှာသူ့ရဲ့နှာခေါင်းထဲမှာဝါရောလေကိုပုတ်သွင်းလိုက်တာအမှလူကတက်ရှင်လာတာပထမဦးဆုံးလူကအာရဖန်နေတာဗျာလို့အာရဖန်ပြီးတဲ့အခါမှာလို့ဖျားတာလို့တပည့်လူကညာရတာမဟုတ်ဘူးလို့ပိုင်တာရတယ်ဆိုမြတ်ပြီးမှရတယ်လို့အဲ့ဒီတို့ဘုရားပိုင်တယ်ဘုရားဆိုတော့ကတပည့်လူကညာနဲ့ကြည့်အဲ့တော့ဟာလူဟာအာရတော့ဖန်ပြီးပြီလောကကြီးမှာယောက်ျားတယောက်တည်းဆိုရင်အထီးကျန်လုံးနဲ့ဘာဖြစ်သူလဲတင်တော့မိမတယောက်ဖန်သိမှဆိုပြီးတော့အာရတော့မိမဖန်သိနေတယ်လို့အာရတော့မိမဖန်သိတဲ့အခါမှာအာရဖန်သိတော့လို့ညီမှုမတုံးတော့ဘူးအာရအိတ်တဲ့အခါမှာ
သူ့ရဲ့နာယုထောက်နှုတ်ပြီးတော့မိမခံနေပြီလားအဲ့တော့မို့လို့မိခင်အေးဝရဲ့အယိုးကဘယ်ရလာဖတဲ့အာခံရလာအမိရဲ့အယိုးကအဖရလာတော့မိယူဖလာမှတ်ထားလိုက်ဟာဟုတ်တယ်လို့ပြအဲ့တော့လေတကယ်မှန်လားပြကြတာဖယားပုတ်ကနေရတယ်နော်တကယ်မှတော့လဲချတော့နည်းနည်းပြောပါလို့လေတော့တော်မိတင်တော့တေချာစဉ်းစားကြည့်လိလာလိုက်ပါတော့ကဲအဲ့ဆိုရင်ငါလဲမေးနေကြမေးပါလားလို့ကဲမင်းတို့ဖယားကမြေမုတ်နဲ့ယောက်ျားကိုဖန်သနာငါလက်ခံတယ်ကွာတဲ့မိမဖန်သေးဖို့ယောက်ျားနာယိုးထုတ်တဲ့ခါကျတော့တဲ့ယောက်ျားရဲ့ညာဘက်ကနာုံလို့ဘယ်ဘက်ကနာုံထုတ်တာလဲအဲ့ဒါတိတိကျကျဖြေရမ်းသွားတော့ဟာဘောလဲမှာပင်နာကဆင်းလာတာလေးတော့နော်ကျန်တာဖောင်းနားမလဲသေးအဲ့ဒါဟာရွာလေးတော့ကျွန်တော်လည်းဟာဟောကြပြီကဲလူထမ်းမအောင်မြလူထမ်းမအောင်ရေရှိတယ်လူထမ်းမအောင်လားဟာကျွန်တော်ပြန်နိုင်ခွင့်နဲ့ပြန်ဆော့ပြီးအဲ့တော့လေကျန်တာလည်းမှာအာနာမေတော့မိမဖန်တာညာဘက်ကဘယ်ဘက်ကထုတ်တယ်မပါဘူးဆိုတော့ကိုတော့ဘယ်လိုပြောရမလဲကျွန်တော်တော့ရှုံးနေပြီတော့အဲ့လိုပဲစိတ်ထဲမှာရောက်တယ်ကျွန်တော်စုတောင်းတာတော့အဲ့တော့ဘုရားကကျွန်တော်ပြန်ပြီးတော့ခွန်အားပေးတယ်ဗျမေ့ပြီးမိလိုက်ဆမ်းမှာငါသားမိကုန်ထုတ်လိုက်ဆမ်းမှာလေပြန်ပြီးတော့ပြောတော့ကျွန်တော်ဟာဟုတ်ပြီကအပြေလို့ဆိုရင်လို့ချမ်းသာတဲ့မှာတော့ဗျာလို့တိတိကျကျပြောမထားဘူးဆိုတော့လို့ဒါကျွန်တော်လည်းတရားရှာပုံမှာတွေ့ဒီနေ့ကျွန်တော်လည်းဆွေးနွေးကြအောင်လို့ကဲကဘာမှာဘာသာတွေအများကြီးရှိတယ်ချုပ်လိုက်ရင်ဘယ်နှဘာသာရှိလဲဟိန္ဒူမွတ်စလင်ခရစ်ယာန်ဘုရားဘာသာ၄ဘာသာရှိတယ်မလားအဲ့၄ဘာသာထဲမှာကြောင်းတော့ကြည့်လိုက်ရတော့ကဲဘာသာပေါင်းလို့အမျိုးသမီးမိဘတွေကိုခေါ်ပြီးတော့မိဘဆိုလို့တာဒီအတော်ကိုခေါ်ပြီးတော့ကဲသူတို့မိတယ်လုံးလေကြားတယ်ဒီနေ့စားပြီးမင်းတို့အိမ်ထောင်ရတာကြာအိမ်ထောင်ပြုရဲ့ညမင်းတို့လင်မယားတဲ့ခါကြာရင်မိမကိုညဘက်မှာသိပါဘယ်မှာသိပါလို့စီဝဲဆုံးဖြတ်ချက်ရှိလားလို့မမေးတော့မရှိဘူးလေအဲ့ဆိုရင်အဖေလို့အဖေနဲ့အမေနဲ့ညအိတ်တဲ့ခါလို့အဖေကိုအဖေကတော့မိကိုညဘက်မှာသိလားဘယ်ဘက်မှာသိလားဆိုတော့မင်းအတော်တုံးတာကွာမင်းလည်းတဲ့ယောက်ျားတော့ညာရုံးနဲ့မင်းကဘယ်တော့မှညာဘက်မှာဘယ်မှာသိတာတဲ့အဲ့ဆိုအဖေစဉ်းစားကြည့်လို့ကဘာမှာရှိတဲ့လင်မယားတွေဟာလို့ညာဘက်မှာမိကူလေးဘယ်မှာအိတ်တာလေလို့အဲ့ဒါကျွန်တော်ကျမ်းသာတော့တာအသားတဲ့အသားတအားတကူပြီးပြောတာအဲ့ဒါဘယ်ဘက်အောင်လုပ်တာဗျာလို့လေးရတယ်နော်လို့ယောက်ျားတွေကဘယ်ဘက်အောင်ဆောင်ရောက်တယ်နော်လို့ပြန်စဉ်းစားကြည့်လို့တော့ဗျာဒီတော့ဒီတော့ရှင်းနိုင်တယ်ဗျာကိုလက်ခံရတာဒီကဟောအဲ့ဒါမလို့တာကျွန်တော်အဖေကမီယိုပလတ်ဆိုတဲ့အရာလေးနဲ့လက်ခံတော့တာဖြစ်တယ်ဟာလေလုယာဘာလို့လဲဒီဒီကျစင်သိတော့ဆိုတော့တကယ်ဘုရားတင်မပြောတဲ့အတင်းတော်လို့ကျွန်တော်ခံယူခဲ့ပြောမဲ့အတင်းတော်ဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆက်လက်ပြီးပြောကြပါနော်ဟုတ်ပြီအမကြည့်တော့ဒီနေ့တခင်ခရောလောကလာတဲ့ခါမှာတော့ပရမဥပုံကိုရှင်က27မှာကြည့်သူတပည့်နဲ့ရောက်စီလွတ်တယ်။ဘာရဒီမီးနဲ့ကောင်တွေ့ယူခဲ့တဲ့။အဲ့ဒီမီးကိုဘာကြောင့်ယူခဲ့လဲဆိုရင်ကျွန်တော်တို့ဇာတိနဂရိကျန်ခန်းကြီးကိုအငယ်ကိုမှကြည့်မယ်နော်။ယေရုရှလင်ခီးကိုတုံးတာ။နော်။အဲ့ဒီမီးလို့စီးပြီးခရစ်တော်လာမလာတဲ့ခါမှာနော်။ဟောချနာနဲ့ကျူဆိုကြတယ်။ဟုတ်ကဲ့နော်။ပရမဥပုံခီးတွေမှာယေရှုခရစ်တော်ကတရိစ္ဆာန်မီးကိုတုံးတာဖြစ်တယ်။ကဲဒုတိယခီးတွေကြတော့နော်။ဘာတုံးလဲဆိုတော့ရှင်မသက်ခရစ်ဝင်20ခွန်ခဏနဲ့တုံးတဲ့နေ့မှာနော်တွားကြခြင်းနဲ့ရှိမှုအရှိသောကုရိပိသားတယောက်ကိုတွေ့ရင်အနိုင်ပြုပြီးလဝါကားကိုထမ်းနေတယ်နော်ဒီနေ့ခရစ်တော်ဟာခေါ်လာခေါ်တာလို့ဒီပြနဲ့ကရိတာမုံမှာသူတွားတော့မှသိခံလို့နော်အမဟာကျိုးဒီမှာကြာဘူးမရိုက်နော်တန်ကြတော့40တဲ့ချက်ရော39ချက်ရက်ခါတော့တွေ့ကြည့်နော်အမဟာလဝါကားတွေက40နဲ့ငါ့လူ40တယ်မထားနိုင်တော့ဘူးတော့ရိုင်းနေရှင်မှာအဲ့မှာလူမဲ့ရှိမှုပြတဲ့ခါမှာတော့ခရစ်တော်ရဲ့ကားရင်တော့ခီးတယ်မို့လူရှိမှုကိုလောဘကနဲ့ခံခိုင်းတယ်မို့ခရစ်တော်တည်ဖို့တာပဲဒုတိယခီးတယ်မှာတော့ဒုတိယညီအနေနဲ့ရှိမှုကပို့ပေးတာဖြစ်နော်အမေလည်းနေ့တော့ဒီပထမခီးတယ်မှာဂျေရုရှလင်ခင်းတယ်မှာခရစ်တော်ကဒီကိုတုံးတာနော်ခရစ်ဆောင်တုံးတယ်ဒုတိယခီးတယ်မှာလူကိုတုံးတယ်ဒီနေ့တက်ကြည့်တဲ့ခီးစဉ်တင်တို့သွားပြီးလူမျိုးတကာတို့တဲ့ဒီအတင်းတော့နော်ကျစင်တင်းတော်တို့ပြီးတာပဲဘယ်နှယောက်သွားပြီလဲနော်အတင်းတော်လုံးမဆိုင်ဘူးနော်ကျွန်တော်ခဏပြောတယ်ကျွန်တော်အတင်းတော်မှာဆိုစီလောက်တာနဲ့မင်းတို့နဲ့မဆိုင်ဘူးမင်းတို့ကိုယ်ပိုင်လုံးမှာအဲ့ဒါမှမင်းတို့ဖြစ်တယ်နောက်ကိုယ်လိုက်တော့အတင်းတော်တို့လည်းမဆိုင်ဘူးမင်းတို့အတွက်လုပ်ဖို့နော်
အမတန်မှရေးကြည့်တာတော့တက်ကြည့်နော်အောက်ကယနေ့ကြည့်တရုတ်ပြည်ကိုခရစ်တော်ဘုရားပို့ခဲ့တာလေဒေးဗစ်စတိုးကိုပို့ခဲ့တာနော်အိန္ဒိယပြည်ကိုပို့တာလေဖနတ်ထုတ်တဲ့ဖနတ်ထုတ်မှန်တော့ဦးလျက်ခဲတယ်ပို့တာဖြစ်ကျွန်တော်တို့ဗမာပြည်ကိုပို့တာလေဆရာကြီးဆင်ဖြစ်တယ်နော်ဆရာယူလက်တာနော်သူပို့တာဖြစ်တယ်အဲ့ခင်ဗျားတို့တင်တော့ချက်ဆင်တော့နော်ဆရာယူလက်တာရဲ့နာမည်တင်တာဆိုတော့ဒီကမကများများလုပ်တာနော်ဒီနေ့ခရစ်တော်နေရာတိုင်းကိုသွားခြင်းနဲ့ကဲကျွန်တော်ဘူးပို့မလဲနော်အဲ့တော့ယနေ့တတိယကြီးခရစ်တော်သားရဲ့နေရာနော်ဗမာပြည်အနှံ့ဗမာပြည်ထားတဲ့ဘောတော့ဒီကလေးညမှာနော်ရက်ကွက်တွေများတယ်တော်ရောက်တာသားနော်ရက်ကွက်9ရက်ကွက်ပဲရှိတယ်အခုဆိုတော့အဲ့ရက်ကွက်တော့30လောက်ရှိပါပြီနော်ခရစ်တော်တစ်မျိုးလုံးသွားခြင်းလားကဲကျွန်တော်အတင်းတော့ဘူးပို့မလဲနော်အဲ့ဒါကိုသင်သားပါယုံကြည်ယုံနဲ့မပြီးဘူးနော်ကောင်းအောင်လုပ်ပါဒီနေ့ပေါ်လို့ပါပဲနော်ရောမခန်းကြီးပြတယ်မှာပဲနော်ငါအထွေးတင်နေတယ်ဗာအထွေးတဲ့လူတကာဒီအတွက်အဲဝင်ကလေးအထွေးတင်နေတယ်နော်အဲ့လိုယနေ့တော့ယုံကြည်သူတွေအဲ့ဒီအထွေးဘယ်လိုပြစ်ဆက်မလဲနော်ညံ့စဖို့မှတမရေးကြီးတယ်တခါတမတကတိတ်မကျွမ်းတဲ့ချင်းရဲဘော်တယောက်ရှိတယ်နော်အမှန်အားကထက်ရရောက်ရောသူ့တိုင်ရဲဘူးကနေသူဗမာလူတင်ပေးတာပေါ့နော်ရဲဘော်လာမဲ့ဘာဖြစ်ကြရင်ငါတို့တက်မကိုအထက်ရရှိတာလိမ့်မယ်အဲ့ဒီမှာမဲ့ဂျူဒီကြတယ်ဂျူဒီဆောင်းရမယ်အဲ့ကြရဲ့တိုင်ရဲမှုလာလို့ရှိရင်အဲ့ဒီရရှိလာတဲ့ခါကျရင်မင်းကိုမေးခွန်းတော့မှုမေးလိမ့်မယ်ဟုတ်နံပါတ်1အချက်ရရှိပြီးရင်မင်းရဲဘော်အသက်ဘယ်လောက်ရှိလဲမေးလိမ့်မယ်အဲ့ဒါမင်း25နှစ်ပြောဟုတ်25နှစ်ကိုလို့မှတ်ထားတယ်နောက်ဒုတိယမေးခွန်းမေးလိမ့်မယ်မင်းစိတ်ထဲဝင်တဲ့လုတ်တဲ့ဘယ်လောက်ရှိလဲမေးလိမ့်မယ်အဲ့ကျရင်6လပြောဟုတ်25နှစ်6လ25နှစ်6လအဲ့လိုပဲလွတ်တက်တာဗိုင်ရတက်တာတော့တတိယမေးခွန်းနောက်ဆုံးတစ်ခုမေးလိမ့်မယ်ချင်းရဲဘော်နဲ့ဗမာရဲဘော်ဘယ်ကောင်ကဘူပြီးတတိရှိလဲမေးရင်အတူတူပဲပြောဟုတ်25နှစ်6လအတူတူပဲ25နှစ်6လအတူတူပဲဗိုင်ရတက်ထားတယ်ကဲသူဒီကအထက်အရာကြီးလာရောလေစနေပြီလို့မေးကြီးရရှိရဟဲ့ရောမင်းလောက်တဲ့လောက်ရှိပြီလေ25နှစ်ဟာကိုကောင်းတယ်မင်းအတက်ကဘယ်လောက်လဲ6လဟာရဲဘော်မင်းယူလာငါယူလာတူပဲဟာတော့မယနေ့တို့အတူပဲနဲ့မနေပါနော်နော်ယနေ့အတူပဲနဲ့အသက်ရှင်ရတယ်နော်မတူဘူးနော်တရင်ကောင်းပြောတဲ့အသင်းတော်နဲ့မပြောတဲ့အသင်းတော်တအားကွာခြားတာဖြစ်နော်ဒီနေ့ကျမ်းစာတွေဂိုင်းတာတွေဘယ်တော့မှဖွင့်တော့ကျမ်းစာမကွဲဘူးဖျားလူချင်တာပါလေလူပေါင်းတို့ဒီကဲတင်ခြင်းသူရောက်ပြီးတမန်တရားသိသိခြင်းကဖျားပြင်လို့ရှိတယ်ဒါပဲနော်လေအာရုံလုံးနေတော့အာစီတော့နော်တို့သာသနာလုပ်ကြတယ်တို့လုပ်ကြတယ်မှာနော်ဒီနေ့ခင်ဗျားတို့ပြောမလို့ဟိုချင်းလူတွေခေတ်ကတကယ်မဟာကန်လူရှင်တွေပဲနော်ခင်ဗျားတို့ဘိုးဘွားတွေတမန်လိလာကြီးနော်ချင်းရတာနောက်ကြတာအခင်းတော့ကြနော်ဘာလို့လဲတော့တွေ့ကြည့်လို့ခင်ဗျားတို့ချင်းတော်မှာနော်အခါကြီးမှာဘာသာကဆင်းလို့ဒီမောင်လာတဲ့ခါမှာနော်အမသူတို့ကအနန္တမခံနိုင်လို့ဆရာတို့ဒီမောင်လာတော့ရေချိုးပြီးတော့တန်ရှင်းလို့တဲ့နေရာအသုံးချဖို့ဆက်ပြခဲပေးတာအဲ့ဒီဆက်ပြခဲတော့ဘုံမလို့စားတာတွေ့ကြည့်တော့ကဲအဲ့ဒါဆိုတော့တွေ့ကြည့်တော့အခုတော့ခင်ဗျားတို့ချင်းနေတော့ခရစ်တော်ပြေကဘာတတ်နေပြီဟာလေလုယာနိုင်ငံထဲမှာရှင်းမရှိတဲ့နေရာမရှိဘူးတော့မလားအဲ့ဒါဘူးကျေးဇူးပဲတခင်ယေရှုရဲ့ကျေးဇူးပဲဖြစ်တယ်ဟာလေလုယာအဲ့ဒီကျေးဇူးကလည်းပြန်လို့လောက်ကြပါနော်ဒီနေ့တရားတော့အားနေကြနော်အသိတော်ကတနေ့လာနေရတယ်စနေနေ့ကိုကြိုက်လို့နေမယ်စနေနေ့မှာတော့ဘုရားတော်မှာသွားပြီးတော့ဆေဘုတ်ကိုလေးပြီးလိုက်မယ်အလူလေးထည့်လိုက်အဲ့ဒါနဲ့ခင်ဗျားတို့ခရိယန်တက်တာရောက်ရဲနေကြတာမဟုတ်ဘူးနော်အမြဲတမ်းတရင်တော်ပြောမှာဖြစ်ဒီမှာရှိတဲ့လူငယ်လည်းတရင်တော်ပြောမှာဖြစ်နော်ဒီနေ့အဲ့ဒါတော့တရင်တော်ပြောပါနော်ဒီမှာရှိတဲ့သားနဲ့တမင်ငယ်တွေနော်ရီးသားမထားနိုင်ဘူးထားပါဒါပေမဲ့ကိုတကယ်ဝိရှောဘုရားကိုဆုတောင်းနော်ကျွန်တော်အသက်တန်ဆုတောင်းလာကျွန်တော်မျိုးသမီးဘာလို့ကျွန်တော်လူဘွားနဲ့အမှုတော်ဆောင်မလွယ်ဘူးဆုံငန်းကြီးကအများနော်အဲ့ဒီလာကကိုယ်ချက်ပြကျွေးရတာအဲ့ဒါကနော်အတော်တောင်းနေရတာလေလို့လေကဲဘုရားရှင်ကျွန်တော်မိမယူမဖြစ်တော့မှမလို့မရတော့ဘူးအဲ့ဒီကျွန်တော်ယူမဲ့အမျိုးသမီးကမျက်နှာအလုံးကြီးလည်းမလိုချင်ဘူးလို့ပြားကြီးလည်းမလိုချင်ဘူးလို့နော်မလုံးမပြားလေးဟုတ်တယ်နော်အရက်ကလည်းကျွန်တော်လည်းရှည်တာမလိုချင်ဘူးလို့ဒါဆိုတော့ကျွန်တော်လည်း
သူ့ရဲ့ကောင်းတဲ့ဟုတ်ကဲ့လက်ပဲအဲ့ဒါပဲလို့ခြင်းနဲ့နောက်သမီးလည်းကျွန်တော်အရှိကြီးမလို့ရင်ဘူးလို့သမီးရှိဆိုလည်းခီးရသေးတာချုပ်တယ်လို့အဲ့တော့ဘာဖြစ်လဲသမီးလည်းကျိုးလေလောက်လေးပဲနောက်တော့လည်းကိုလုံးကိုကြီးလည်းဝဝကြီးကျွန်တော်မလို့ရင်ဘူးလို့နော်မပိန်မပါလေးပြပါတော့လည်းသူကောင်းတာနော်အမှဒီလူကြီးကျွန်တော်တနည်းတယ်နော်အမှကြည့်လိုက်ပါကျွန်တော်ရဲ့မိတင်စာဦးဆုတောင်းခြင်းနဲ့တရားပြည့်တဲ့နိုင်ဝဲဖြစ်တဲ့ဟာလေလုယာ။တော့အဲ့ဒါမလို့ဒီနေ့ဆုတောင်းဟုတ်ဒီနေ့ခရိယန်အင်တော်ကြီးတွေမတည်များတာအဲ့ဒါပဲ။ကျမ်းစာထဲမှာတော့ဘာလို့မင်္ဂလာဖိတ်ဆောင်လေးကနော်။အဲ့လေမဿဲဆိုဦးလေးထဲမှာနော်ဖျားသခင်ဖက်ဆက်ရည်ပြနေတဲ့ဘုမခွဲမပါစေနဲ့ဖိတ်စားတယ်ပဲပါတာလေ။ကိုရောဒါတားရဲ့နိုင်ဘူးလားတမီးရဲ့နိုင်ဘူးလားမမေးဘူးလေဟုတ်တယ်မလားမေးပါမေးလို့ဖျားဖက်တယ်ဆိုရင်လုံးဝမကွဲသေးဘူးဟာလေလုယာ။ကိုခင်ဗျားတို့ဖျားမဖက်ဆက်တဲ့အင်တော်ကြီးတွေကိုကြွဲကြတာဟုတ်တယ်မလားအဲ့ဒါဆိုတော့ဗာပဲဖြစ်ဖြစ်ချက်ရီးစားမတန်းတော့ထားပါမေးပါကိုတပည့်ဝါကတော့ယူရမှာနော်ကိုရောသူကတမီးရဲ့နာမဟုတ်လားမေးအဲ့တော့မှကျွန်တော်အင်တော်ရဲ့တာကိုကြည့်တယ်နော်အင်တော်ရဲ့တာချင်းမေးပါနော်တရားနဲ့စကားပြောပါအဲ့ဒါမို့ယနေ့ကျွန်တော်တို့ခရိယာန်သိပြတယ်နော်ယနေ့ကကျဆုံးတဲ့တော့မှနေပြီးတော့နော်ဖျားကောင်းကောင်းသိကြပြီလားနော်ကျွန်တော်တင်သားမှာဒီဆရာကလည်းရေလို့ဆိုပဲလို့တော့မှာကျွန်တော်ဝင်ရင်သမီးဟောကအဒီဝါဦးနာမည်ကျွန်တော်မိပြီကွာမအင်းကြီးဆရာရဲ့အဆုံးသတ်ကျွန်မဆူတောင်းမယ်လေတော့အေးကောင်းနေကောင်းနေအဲ့တော့လေတရားဟောပြီးအဲ့ဒါနောက်ဆုံးအဆက်သက်ဆူတောင်းခိုင်းတော့တောင်းမယ်သူဟာဆရာတို့သွားမဲ့ခကြီးစင်နဲ့ဘုရားသူပါရှိလားတောင်းတယ်နောက်ဆုံးတော့ကဲအလုံးစုံသောဆုကြီးစုကိုယေရှုခရစ်နာမနဲ့ဆူတောင်းတာလေသူအဲ့လိုတောင်းနေတာအဆက်သက်ချင်းပြီးအရေးတယ်မှာဗျယေရှုနာမမေ့နေတာဗျဟာဒါလူလေးကောင်းနေကိုကအဲ့ဒီမှာလူရက်သွားတယ်ကျွန်တော်တို့အခြေအနေကြည့်တော့နော်ကောင်းနေကိုတော့သူနားမှာရှိတာဟေးဟေးမေရောငါဒီသားဟာနာမည်လက်ခဲ့ပြီကိုလည်းတော့ဝင်းဆောင်သားဟဲ့နေဝင်းဆောင်အာသူကောင်းနေတာကောင်းနေကိုဘလို့မဖြစ်ဘူးနော်နောက်ဆုံးမှတော့ဘာဖြစ်လဲဆိုတော့တော်သေးတယ်နွားစက်ကထဲမှာတိတ်ထားတဲ့ကောင်လေးနာမနဲ့စုကောင်းပါတယ်အဲ့တော့အနာလိုယူနော်ဒီနေ့ချက်စင်အတင်းတော်မှာနေပြီးတော့နော်တကယ်ဘုရားတော်ဘာသာသိပြီလားနော်မသိရင်မမေးရတော့ဆရာကြီးရှိတယ်နော်အဲ့ဆိုတော့အုံရောမနေနဲ့တကယ်တရားရဖို့နော်အဲ့တော့ဒီနေ့ Sunday School ကောင်းကောင်းလုပ်ပါဝိจิตတန်းကြီးမလုပ်နဲ့နော်ကလေးတယောက်ကတည်းကရတယ်လူတယောက်ကတည်းကရတာမဟုတ်ဘူးလူကြီးတယောက်ကတည်းကရတာသူ့အတွက်ပဲဖြစ်တယ်ကလေးတယောက်ကသူ့ရဲ့အပေါင်းအသင်းတွေသူ့အတိုင်းမှနေပါလာမှာနော်အဲ့တော့ကလေးတွေထင်မသိနဲ့နော်ကျွန်တော်သားဆိုတော့ကမလေးရောက်တော့သားတာစီးပေါ်မှာနော်တဲ့ရကြတော့ရစစ်တူတော့ပြတ်တယ်တော့ရှူနာဘာလို့ဆရာမလဲမလို့နှစ်ဖူးကြီးကြောက်ခဲနေတွေ့နေတာပါလဲပြန်တော့ဟာအဲ့တော့ဒီရန်ရဖြစ်ခဲ့တာတော့စိတ်ထဲမှာလက်ကတော့တို့လည်းအိမ်ပေါက်ရောက်ကြတာတို့လည်းသူအပြုံးနေတာတာပါလေပါမင်းလာကျူနော်နေကအေးမအဲ့တဲ့စကားပြောလို့ပါလေပါလေရာကုတ်ရဲ့အဖေကဥချံမမှုလားတဲ့ဟာဟုတ်တယ်လေချံမဲဟာရာကုတ်သွားတာဟုတ်ပြန်တော့အဲ့ဒါတားမှန်တယ်လေဘာလို့ဆရာမမှားတယ်ပြောတယ်ဟာတော့ကြီးရတယ်လို့လေဒီကောင်သားရမင်းဗါတယ်တို့လည်းစဉ်းစားတော့အဲ့နဲ့မင်းဒီနေ့ဘယ်လိုတင်လာလဲဆိုချမ်းမတင်တင်လာတယ်တို့လေကျတော့မနဲ့ချမ်းမမေဒီနေ့မင်းဘာတင်ရတာတင်လာလဲလို့ဟာရာကုတ်တို့အကြောင်းတော့ဟာအဲ့ဆိုရင်လို့မင်းငါတော့ဘာလို့မင်းမထုတ်တာလဲဆိုဟုတ်တယ်ဆရာကြီးတဲ့ကျွန်မလည်းမှားသွားတာတဲ့ကဲတာလူသမီးတို့ဒီကျမ်းစာထဲမှာပါတဲ့ယာကုပ်ရဲ့အဖေနာမည်သိလားကျွန်မအဲ့လိုမေးရမှာဒါပေမဲ့ကျွန်မအဲ့လိုမမေးဘဲနဲ့ယာကုပ်ရဲ့အဖေနာမည်သိလားဆိုတော့ဆရာကသိတယ်အဲ့ပြီးပြောတော့ဥချမ်းမပြောတာကျွန်မမှားတယ်ပြောတာအဲ့ဒါစိတ်ဆိုးလာတာအေးအဲ့လိုပြောတာလို့ကျမ်းစာပြောပါနော်အဲ့တော့ယနေ့ကျမ်းစာကောင်းကောင်းကနော်ကျွန်တော်နဲ့ကျောင်းဒီပဲတကယ်ချင်းဆရာဦးစောစီလာနော်ဟိုဒါ KDB ကျွန်တော်တို့ black board မြို့မှာချက်ပါစတာတော့တို့တောင်ကြီးမှာဖတ်ရတဲ့ကျမ်းစာတဲ့ဆိုအမှဘုရားဟူးညာတိုင်းကျွန်တော်တို့ကျမ်းစာကျောင်းသားတွေကပူဆောင်လာတယ်သူ့ရက်ကိုတော့နော်ကျွန်တော်တို့ကတောင်ကြီးမြို့မှာရက်ကိုမှကြာတော့မှကျွန်တော်ဒီဆရာကြီးဦးတေးဆိုတော့ကဲကျွန်တော်နံပါတ်3ဖွဲ့မှာကြာလာပါတဲ့မြို့စမာရီအဖွဲ့တဲ့ဒီနေ့တဲ့ဖုန်သေးနဲ့မင်းကအခါကြောင်းသူမင်းကတက်ပြတ်စီကြောင်းသူဆိုတော့မင်းကဘာပတိလို့ဆောစီလာကတဲ့မင်းကထိုင်နေရောက်ပြီဆိုတော့တဲ့
ရက်ကွက်သားတွေအတွက်အထူးဆုတောင်းပေးလိုက်ဒီဆရာကတော့ဆရာကြီးဆိုတော့သူဒေသနာဟောခိုင်းလိုက်ပြောလိုက်တာဟုတ်ကဲ့ဆိုတာအဲ့လိုပဲထွက်လာကြတော့ကြောင်းမလေးထွက်လာတော့လိုင်းကားတက်စီးတော့ခါနဲ့မြို့မဈေးလေးကျော်ရောကျွန်တော်ခေါင်းဆောင်ဆရာမဖုန်သိန်းကကားဆရာဒီမှာကြာတော့မယ်တဲ့ကြာဘူးနေရလေကားဆရာဒီမှာကြာမယ်မကြာပါဘူးနေလေလို့ငါရှိတာပဲလို့မဟုတ်ဘူးစားဆရာဒီမှာကြာတော့မကြာပါဘူးလို့တော့မှမင်းတော့မှဘုလို့နဲ့ဒီနေရာဆင်းမယ်အေးလေနေရာမှာမကြာတာလေငါဒီမှာကြာမယ်ပြောတာဘူးလို့ဟုတ်ဗျာကားဆရာဒီမှာဆင်းမှာပြောတော့သုံးမှတ်တိုင်ပြောသွားပြီလေဟာချင်းပြန်လျှောက်တာချစ်တီတိုးလေးသူကဘယ်လိုမှလည်းမသိတဲ့ငါကြာရင်ကြာတာမဟုတ်ဘူးတဲ့ဟာအေးတော်လို့အဲ့ဒါရောက်တော့ဝီယူစီဝေးစားကြပါလို့ဒီစလဲစားတော့ကျွန်မကျန်းစာတပိုက်ပြောမယ်တော့ဟာဖတ်မယ်တော့ပြောလေးလို့နေပါပြောမလဲလို့ကျန်းစာဖတ်မယ်တော့ကျွန်မကတဲ့ချင်းတိုင်းသူဆိုတော့ဗမာလိုအများကြီးပြောချင်တယ်တဲ့ဒါပေမဲ့ကျွန်မကဗမာလိုချောင်းလေးလည်းမပြောတတ်ဘူးတဲ့ဟာအဲ့ဒီချောင်းလေးပြည်လေးပြောလေးလို့သူပြောတဲ့တိုင်နဲ့ကျွန်မအဲ့ဒါပြောဆိုတော့ဒီခံကြပါလားဟာတော့ပြီးလားဆိုတော့ဘာလဲမအောင်မလဲမအောင်သိတယ်မှာဘောလို့ကဲခုချိန်ကတော့တဲ့ကျွန်မတို့အဖွဲ့ရဲ့ကိုစားဆူတောင်းတဲ့ချိန်ဖြစ်ပါတယ်ဒီအိမ်ရှင်များကတော့အသင်းဒီရက်ွက်သားတွေအတွက်ဆူတောင်းပေးလို့ဒါအတွက်ဆရာဦးစောစီလာကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်ဟာဆူတောင်းချက်တွေကောင်းတယ်ပြီးလေပြီးရတော့ယေရှုနာမနဲ့ဆူတောင်းတာလေအဲ့လိုစက်တာမှာတော့ပုံပြအဲ့လိုတော့အကုန်လုံးဆူတောင်းပြီးတော့ယေရှုနာမကိုအလေးပြုတ်အလေးပြုတ်တယ်ဟာတော်လေအဲ့စိတ်ပြုတ်တော့မဟုတ်ဘူးခင်ဗျယေရှုနာမဆူတောင်းတယ်လေမဟုတ်ဘူးတဲ့အလေးပြုတ်တယ်ဟာမဟုတ်ဘူးလေငါစစ်ထွက်တဲ့အလေးပြုတ်ပဲတဲ့ဟာအဲ့ကြောင်းတော့နောက်ရမနေ့ဒီလိုရှင်းကြတော့ဆရာကြီးကဘလို့ဆရာကအဆင်ပြေလာတဲ့ဆရာဖြစ်နေရင်တော့နောက်ကသူတို့တွဲမပြီးပါနဲ့လို့ကျွန်တော်သူတို့အစားသူတို့မျက်နှာပူခဲ့တော့ဘာဖြစ်လို့လဲဟိုကလေလို့ဆရာမပုံစံနဲ့ချောင်းလည်းပြောလို့နောက်ဆရာဦးစောစီကလည်းဒါကြောင်းမရလို့သူအတင်းတော်မှာသူချက်ပါတာလို့တော့မှာလို့အဲ့ဒါလို့သူတောင်းတာလို့ယေရှုနာမနဲ့ဆူတောင်းတာဤလို့မပြောဘူးသူကယေရှုနာမအလေးပြုဆိုတော့ဆရာအဲ့ဒါတော့ချိန်သိပေးလိုက်အောင်တော့ဆိုတော့မရဘူးတဲ့ငါတက်ထဲမှာကြီးခဲ့တာဆိုတော့ငါအဲ့ဒါအရေးထူနေပြီမရဘူးတဲ့ဒီနေ့ချိန်တဲ့သူအတင်းသားကျွန်တော်မေးကြည့်တော့ဟုတ်တယ်တဲ့ယေရှုနာအလေးပြုခိုင်းတာတဲ့ဟာအဲ့တော့ယနေ့ကျွန်တော်ပြောနေတာနော်ဒီမှာရှိတဲ့ယူတွေများနော်တရင်ကောင်းပြောပါနော်လူကစကူထဲမှာဘာလို့လဲဒီနေ့ချိန်ခါမှာတဲ့မင်းတို့ကငါအကြောင်းမပြောရင်တဲ့ကြောက်ခဲကြထားပေါ်လေးနေနော်အဲ့လိုယနေ့ကျွန်တော်တို့နော်ခိကလာဒီဘလောက်တော့ဆိုးဝါးနေပါနော်ကျွန်တော်တို့လည်းလမ်းပြီးတော့နော်ဖခင်အတွက်တရင်ကောင်းပြောကြပါနော်ဝေမျှပါကျွန်တော်ဒီခုနကဆရာပြောလို့ပဲကျွန်တော် KVB မှာနော်ဒီကလေးပဲလေးဆိုပြီးမှကျွန်တော်10နှစ်မရှင်လုပ်ခဲ့တယ်အဲ့တော့အဲ့ဒီတော့ကျွန်တော်98မှာကျွန်တော်နားလိုက်တာနားတော့အဲ့ဒီအတွက်ဆရာကျွန်တော်လက်ခံပြီးတော့ကျွန်တော် free တော့တာကတော့အဲ့ဒီမှာပြီးခဲ့တဲ့2019ဟုတ်တယ်ဒီကိုဗစ်မုံနဲ့တိုင်ကြီးမှာပေါ့အမှန်2019မှာကျွန်တော်တို့ဒီနေ့ရှိတဲ့ကံကကိုကူလေကြမှာအမှလေးစင်နာမဝှေ့သွားလို့အိမ်ကြီးခုနှစ်လုံးပြည့်စည်တယ်လို့ကြားလို့ကျွန်တော်လည်းတွားတာပေါ့နော်ဒီနည်းနည်းပပပူတက်နေတော့လေပေးခိုင်းနေပေါ့လေတွားတော့အဲ့မှာကျွန်တော်အဲ့ဒီကိုကူရွာရဲ့ဥက္ကဋ္ဌဥပ္ပိုလ်တွေးအိမ်ရောက်တော့ကျွန်တော်လည်းဥက္ကဋ္ဌအိမ်ဝင်ဖို့အိမ်ရှိလေရောက်တော့သူတို့တောင်းနိုင်ဖုန်းကြီးကဥပ္ပိုလ်တွေအိမ်မှာရောက်နေပြီးတော့သူတို့ရိုက်ရွာတွေပြောလို့ကြတယ်အဲ့ကျွန်တော်လည်းဘုန်းကြီးတွေ့ဆိုခေါင်းမလေးကကျွန်တော်လည်းခက်ပြီးနဲ့မတိလို့နဲ့ဒါကဥက္ကဋ္ဌဥပ္ပိုလ်တွေအိမ်လာတော့ဟုတ်ပါရဲ့လာပါကိစ္စလေးတွေလို့ကျွန်တော်လည်းကိုယ့်ကိုမိတ်ဆက်တော့ဟုတ်ကဲ့ကျွန်တော်ကဒါဖခင်ရဲ့ဧဝံဂေလိဓမ္မအမှုဆောင်ဆရာတော်ဖြစ်ပါတယ်အဲ့လိုပဲမိတ်ဆက်တာရှင်ဘုန်းကြီးကကျွန်တော်လက်ကတော့အဲ့ဒါပြောတာမင်းတို့ခရိယာတွေကလေဝဲလက်ကြီးဖြာခင်းနေတယ်သူများဒုက္ခရောက်ကြလာပြီးတဲ့မဲဆွဲဖို့ဟာဘုန်းကျွန်တော်ဘာမှပြောမလဲမပြောလဲဒီလာတာမလားအဲ့မင်းတို့ဘာသာလဲဆွဲဖို့လာတာမလားတော့အတော့မဟုတ်ကြဗျာမဟုတ်ဘူးတော့ဘယ်လိုမပြောမြောက်မို့ဘာချာရတာကိုရောဘယ်လိုလုပ်မလဲကျွန်တော်လည်းကြားမှာလား
ပြန်ပြီးတော့ကျွန်တော်လာဆိုပေမဲ့ကျွန်တော်တော့ဘာဖြစ်ကျွန်တော်ပြောဖို့ပြောမှပြန်ကျွန်တော်အဲ့လိုပဲနေတယ်နော်အမှန်တည်းဟာဘုရားအပြင်းနေတာကျွန်တော်လဲကြည့်တော့ဥက္ကဋ္ဌတော်ကဟင်းကြော်ဖို့ပြန်ပြီးလိနာခင်ဗျာဘယ်တော့ဘူးတော်တော့နော်အဲ့တော့ဟာဘုံတော့ဘာလဲမလေးဥက္ကဋ္ဌတော်တိတယ်လေးတော့မှဟင်းကြော်ဖို့ခန်းပြီးလိတာဘာသူစားလဲအဲ့ဒါပြောတာဘုံတို့ဥက္ကဋ္ဌဘာသာမလေးအဲ့လေတော့ကျွန်တော်ဆိုရတရား၄ပါးရှိတယ်မလားမေတ္တာပြုနာမုဒိတာဥပ္ပခါဆိုတာရှိတယ်မလားကြည်လေးလို့သူခန်းပြီးလိတာမုဒိတာမရှိဘူးဥပ္ပခါသူလိတာလေလို့သူ့အနာမှာခင်ဗျအနည်းနာမှာတရားရှိကြည့်ပါလားအားလုံးပြီးတယ်ခင်ဗျထိုးနိုင်တယ်လေလို့အဲ့ဒါကြည့်ရတာချစ်ချင်းမြတ်တာမရှိဘူးလို့ဒီကြည့်ရတာကျွန်တော်တို့ခရိယာနေကြတော့အဲ့လိုမဟုတ်ဘူးလို့ဓာတ်တိုင်ကိုယ့်ဘက်ကိုကြည့်ရခံရခံတာပဲခံမယ်အဲ့ဒါယေရှုရဲ့လမ်းစီပဲဟာဟုတ်လားအေးဗျာအဲ့ဒါဒီမှာနဲ့မလို့ချမ်းနေဓာတ်တိုင်လေအဲ့လိုဟုတ်တယ်ဘုန်းကလည်းသူမြတ်ဒုက္ခပြရဘူးခံရခံတာပဲခံမယ်အဲ့ဒါယေရှုရဲ့စိတ်ဓာတ်ပဲအဲ့ဒါဘုရားကျွန်တော်အားကြောင့်ကျွန်တော်လာခဲ့တာဆိုတော့ဒီကွာငါခွင့်လို့ပါငါလည်းနည်းနည်းစံတာဆောသွားလို့ပါတကယ်တို့ညီတော့ဓာတ်တိုင်တာလေးနဲ့ဘုန်းကြီးကငါတော့ပြလို့တာဖြစ်တယ်ဟာလေလုယာနော်အဲ့ဒါတော့ခင်ဗျားတို့တဲမနေကြပါနဲ့နော်တရင်ကောင်းပြောကြပါနော်ကျွန်တော်အတွက်လည်းညံ့ညံ့တောင်းပေးပါကျွန်တော်ဘယ်အဖွဲ့အစည်းမှာကျွန်တော်လက်ခံမိပြီပဲကျွန်တော်ဒီနေ့ချိန်ပြီးပေါ့နော်ကျွန်တော်ရဲ့ဝိညာဉ်ဘုရားမိဘချင်းသူတရင်ကောင်းပြောဖို့ကျွန်တော်စက်ကတာဖြစ်ပါတယ်နော်ခုဒါကျွန်တော်စပီးဆောင်နေလဲကျွန်တော်အများအားဖြင့်ဟောပြောနေပါတယ်အဲ့ဘယ်တော့ဒီဆရာကတော့ငါတို့အတင်းတော်ရဲ့ကိုကငါတို့မိသားစုရဲ့ကိုကမရှင်တို့လက်ဆရာဘာဖြစ်တယ်ဆိုတဲ့ခံယူချက်လေးနဲ့ကျွန်တော်တို့လည်းဒီတရားနဲ့ဆူတောင်းခြင်းနဲ့အာဝန်ပေးကြပါလို့ကျွန်တော်ဒီနေ့ဒီခေါ်ပြရင်းနဲ့ပဲဘလောက်လည်းပဲကျွန်တော်ဝေမျှလိုပါတယ်နှုတ်ဘတော်လေးတော့အကျမ်းစာကိုရောက်ခြင်းဖျားရှင်သားလေးကောင်းပြီးပါသေးအာမင်